ညဆက်10နိုင်မှဆိုတာည10နိုင်မှဆိုတာဘလို့မှပြန်ပြင်စင်ချိန်လည်းမရှိဘူးသူကအလုံးခုလောက်တာသူ့ပြန်တောင်းမှန်ပါသူပြီးတော့သူတင်ထားတဲ့ပုံဒီပြန်လာတဲ့အချိန်ကျတော့မှတပည့်ထားလာရင်းနဲ့တင်ထားတာဒီမှာသူ့ပုံတွေကောင်ဖုံးပေးဖုံးထဲမှာလည်းရိုက်ထားရရှိတယ်ကုန်တင်လို့ရတယ်ဒါပေမဲ့သူ့ကိုမင်းကလေးမလို့ခုတာကောင်းကောင်းမွန်မွန်လာပြောတာနော်ကိုချင်းစာလို့နှမချင်းကိုချင်းစာလို့သူ့ကိုလာပြောတာသူ့နဲ့သူနဲ့ရန်ရှင်းရမယ်သူလည်းမဟုတ်ဘူးလုပ်ငန်းသဘောရသူ့လည်းလုပ်ငန်းတော့ဒီမှာဒီပုံနေနော်ဒီမှာဝေးကြည့်တာလည်းဒါရိုးရိုးအလွတ်ပုံနေဒီမှာအလွတ်ပုံနေဒီမှာကြည့်လို့ရတယ်ဟုတ်တယ်မလားမိကလေးကဒီလောက်ပဲထွက်မှာပေါ့သူ့လည်းပဲဒီလိုမဲပဲနေတာအရေးသားရတော့ဒါကတော့တနေ့ကလိမ့်ပေးထားတာပဲဒီမှာဒီညနေအိုက်ကိုဘာမှမရှိတယ်ဘယ်နေရာမှာပါတာရှိတယ်နော်ဒီမှာသူ့နေရာဒီနေရာတော့မှသူ့ရဲ့ငကိုအမာရုပ်အမဲကြီးတွေဟေးသူပြအမာရုပ်အမဲကြီးတွေသူ့ဒါမျိုးလုံးလုံးမရဘူးမလုံးနဲ့မလုံးနဲ့ရမဟုတ်တာဗီဒီယိုကနည်းနည်းရှည်နေထင်တယ်ဒီဟာကကြတော့ကျမရဲ့လုံးဝမူလားမျက်နှာဘာမှမလိမ့်ထားဘူးဒါလုံးဝမျက်နှာအပြောင်ပေါ့နော် primer တော့ခံလိုက်ပြီပေါ့နော် primer လေးပဲခံလိုက်တယ်နော်လုံးဝအပြောင်မျက်နှာမှာအနာလည်းမရှိပါဖြစ်တယ်မျက်ခုံးမွေးတော့ကျမတတူးထိုးထားတာမှားယွင်းတဲ့အတွက်ကြောင့်မလို့တက်နေရရှိရဒါကကျမရဲ့မွေးရပါအမှတ်ပေါ့နော်ကျမအခု make up လိမ့်ပြကျမ make up လိမ့်ပြရင်းရနေပြီကျမရဲ့ဖြစ်ပုံပြပြပေးမယ်ဘာလဲဆိုတော့ကျမကဘွဲအတွက်ဆိုပြီးသူ့ကို make up ငှားခဲ့တယ်ပေါ့နော်မိကငှားခဲ့တဲ့အချိန်မှာသူ့တပည့်နဲ့ပြင်မလားသူနဲ့ပြင်မလားပေါ့သူ့တပည့်နဲ့ပြင်မယ်ဆိုလို့ရှိရင်ကျမ makeup professional မဟုတ်တဲ့အတွက်ကြောင့်ကျမ makeup လိမ့်တာမှားတာဆိုလို့ရှိရင်တော့ကျမ professional လုပ်နေလို့လည်းမဟုတ်ကျမဝေးပင်ကြလည်းမလို့เนาะကျမမျက်နှာကျမပြင်တတ်တယ်လို့ပြင်တယ်เนาะအဲ့လေချူပြောထားတယ်ဘာလဲဆိုတော့ကျမသူ့ကိုအဲ့မှာ makeup ငှားတယ်ငှားတဲ့အချိန်မှာသူနဲ့ပြင်မယ်သူနဲ့ပြင်6သိန်းကျန်တဲ့လူတွေနဲ့ပြင်ရင်ဟိုပါပေါ့3သိန်းပေါ့เนาะဒါပေမဲ့ကျမကသူနဲ့ပဲပြင်မယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ကျမလှကျင်တယ်လေအဲ့တော့ဒီပွဲတစ်ခုတက်တာကျမလည်းမယုံဆိုတာကတော့ကျမတို့ကမကွက်ချင်လို့မှမိတ်ကပ်ပညာရှင်ကိုမလေးဖို့မိတ်ကပ်ပညာရှင်ကိုငှားတာမဟုတ်ဒီဖို့မဟုတ်ခုနကဟိုအော်လေးချင်းလေးနဲ့ဒီအဲ့ဒါကျမမိတ်ကပ်ပညာရှင်ဟောဒီမှာကျမမိတ်ကပ်ပညာရှင်ကိုငှားတာအဲ့တော့ကျမရဲ့မျက်နှာကိုကျမဘယ်လိုပြောမလဲပြင်လှချင်လို့မှဆရာဖြစ်ပါတယ်ဆိုတဲ့သူနဲ့ပြင်တာပေါ့ကွယ်အဲ့ဒါကိုသူကအဲ့နေ့မှာကျမတို့ည10နာရီလောက်မှာအကိုကြီးမနှက်ကြလို့ရှိရင်တန်လျင်ထိသွားမှာမဟုတ်လို့အကိုဆိုတာဟောပေါ့နော်ကျမအကိုပေါ့နော်ကျမကတန်လျင်ထိသွားမှာမဟုတ်လို့သူ့ကိုမနှက်4နာရီလောက်ခရဲရပေါ့နော်မနှက်4နာရီလောက်ခရဲရပြင်မရမယ်အဲ့ဒါပြန်ပြောလိုက်ပါဆိုတော့အဲ့နဲ့သူကလာခဲ့တဲ့ဟိုဟာအန်တီအောင်ဆိုတဲ့လူကပေါ့နော်အန်တီအောင်ဆိုတဲ့တယောက်ကပေါ့ကျမလည်းနာမည်ဘာမသိပါအဲ့တယောက်ကလာခဲ့တဲ့4နာရီတဲ့လာခဲ့ဆိုတော့ကဲအဲ့ဆိုရင်တော့လာခဲ့မယ်ပေါ့နော်ကိုလည်းလာခဲ့မယ်ဆိုပြီးတော့သွားပြီးတော့9နာရီခွဲတဲ့အထိ9နာရီခွဲရောသူတို့က9နာရီခွဲမှရောက်လာကျမအဲ့ဒီမှာအင်ကြီးကိုကြိုပြီးတော့မှဝတ်ထားလိုက်ရတယ်ပေါ့နော်အင်ကြီးကိုကြိုဝတ်ထားလိုက်ရဝတ်ထားလိုက်တော့ကျမမနိုင်ပြောရင်ဝါလုံးအားကြီးတဲ့ခါကျတော့အဲ့ဒီပွဲတော်ဝတ်ဆောင်ကြီးကိုအစာကြီးကလေးကဝတ်ထားရတဲ့လူတယောက်ဆိုတော့တော်တော်လေးစိတ်အိုက်တယ်ဒါပေမဲ့မလာသေးဘူးလားဆိုတော့9နာရီခွဲမှရောက်တဲ့ချိန်မှာစပြင်တယ်6နာရီခွဲလောက်မှပြီးတဲ့အချိန်မှာကျမတို့ကဟိုဘက်ကိုသွားရတဲ့အချိန်မှာအချိန်တွေရမ်းတက်တည်သွားတယ်နော်မိတ်ကလိမ့်ပေးလိုက်တယ်စတုံးကိုလည်းပဲသူတို့ထုံးပေးတဲ့အချိန်မှာကျမကသူ့ကို complaint တစ်ခုတက်ခဲ့တယ်ပါလေဆိုတော့စတုံးကအဲ့လိုအရင်ပြပြကြီးမလုပ်ပေးပါနဲ့လို့ကျမပြောခဲ့တယ်ပေါ့နော်ဒါနှစ်ပိုင်းဖြစ်သွားမယ်ပေါ့နော်အဲ့ဒါကျမပြောခဲ့တယ်ပေါ့နော်ဒါကျမကြွားရတော့မဟုတ်ဒီမှာ lam con နဲ့ foundation လိမ့်လိုက်တယ်ပေါ့လိမ့်ပြီးသွားလို့ရှိရင်ကျမမျက်ခုံးမွေးဆွဲမယ်အဲ့ဒါနဲ့ကျမပွဲကိုရောက်သွားတဲ့အချိန်မှာအဲ့ဒီပွဲနင်းတဲ့ပင်ထဲမှာကျမမျက်နှာလုံးဝအစင်မပြေနေတဲ့အတွက်ကြောင့်မလို့ကျမ effort လေးထည့်ပြီးတော့မှကျမ TikTok တစ်ပုတ်ရိုက်လိုက်တယ်အဲ့ TikTok ကစဖြတ်ခိုင်းတာကျမအဲ့မှာကျမ TikTok လေးတစ်ပုတ်ရိုက်လိုက်တဲ့အချိန်မှာသူများအကုန်လုံး TikTok လေးတွေရိုက်နေတဲ့အချိန်မှာပေါ့နော်ကျမကိုဗာလဲဆိုတော့သူတို့ကကျမအဲ့မှာမျက်နှာတဲ့ကွက်နေပြီတဲ့သမီးတဲ့ဘယ်လိုဖြစ်တာလဲပေါ့နော်ဆိုင်ကျောင်းကနေပြီးတော့ပြောကြတာပေါ့ပြောခါကျတော့တချဲလို့ဟုတ်တယ်လို့ဒီလိုပဲပေါ့နော်နည်းနည်းအဆင်မပြေဖြစ်သွားတယ်မိတ်ကလေးอ่ะပေါ့အဲ့ကြောင့်မလို့သမီးကဗီဒီယိုရိုက်ရင်းနဲ့မျက်ခုံးမွေးသိမ့်မဆွဲတော့နော်ဗီဒီယိုရိုက်ရင်းနဲ့မျက်ခုံးမွေးရလည်းသိပြီးမကျွမ်းချင်အရင်ဆွဲလာအောင်မနော်အဲ့လိုမျိုး
အဲ့တော့ကျမကျောင်းမှာကျမအဲ့မှာကွက်နေပြီပေါ့နော်အဲ့ချိန်မှာကျမကိုသူများကြီးကကွက်နေအောင်အမေအဲ့ချိန်မှာကျမဓာတ်ပုံရခိုင်းတယ်ဓာတ်ပုံရခိုင်းတဲ့အချိန်မှာကျမကလည်းဓာတ်ပုံဆရာခေါ်ထားမှတော့ရိုက်ရမှာပေါ့ရိုက်မယ်ဆိုတော့ရိုက်တဲ့အချိန်မှာအဲ့မျက်နှာကြီးကအဲ့လိုမျိုးကြီးနဲ့ကျမတအားစိတ်လိုက်တာသူများတွေကိုကြည့်လိုက်လို့ရှိရင်မအေးစတုံးထုံးလာတဲ့လူတွေမှမရှိကျမကိုအမေစတုံးထုံးပေးလိုက်တာပေါ့နော်အမေစတုံးထုံးပေးလိုက်တော့ကျမရုပ်ပြဆင်းပြက်တွေဖြစ်နေကျန်တဲ့လူတွေအကုန်လုံးကလေနုဖတ်ပြီးကျမကျတော့ရင်ထောအိုစားအဲ့နဲ့ကျမလို့စိတ်ညစ်ပါတယ်လေလို့ဆိုပြီးတော့နေတာပေါ့နော်ပြီးတော့နောက်ထဲမှာစတုံးတွေထည့်တဲ့ချိန်မှာပေါ့စတုံးထုံးတဲ့ချိန်မှာသူကစောင်းကြီးအောင်ကြီးနဲ့ထုံးထားတဲ့ခါကျတော့ထဲထဲမှာဒီစတိုးဒီလိုကွာစတိုးတွေကထဲမှာအရန်စူးတာပေါ့နော်စူးတဲ့ခါကျတော့ကျမမခံနိုင်တော့ကျမကားပေါ်တက်ပြီးစတုံးဖြီတဲ့ဗီဒီယိုပေါ့နော်ဖြီတဲ့အချိန်မှာဒီနားထဲမှာအပေါက်ပေါက်တွေဒီနှာခေါင်းတွေမှာအပေါက်ပေါက်တွေဖြစ်နေတဲ့ခါကျတော့ကျမလည်းအမှန်တိုင်းပြောတာလေသူနဲ့ကျမနဲ့စီးပွားတူတာလည်းမဟုတ်ကျမတို့တိုက်ခိုက်ရအောင်လို့လေကျမနဲ့သူနဲ့စီးပွားလည်းမတူဘူးဒါပေမဲ့ကျမက6သိန်းပေးပြီးပြင်ခဲ့ပြီးတော့မလောက်ဆိုတာကသူ့ရဲ့ make up တွေသူညီမကိုလိမ်ပေးလိုက်တဲ့ပုံစံညီမမျက်နှာအတိုင်းပဲထွက်မယ်ဆိုတာကိုညီမလက်ခံတယ်ဒါပေမဲ့ make up ကွက်တာကကြတော့ကျမတို့ make up ကွက်တာကကြတော့ကျမအမှန်တိုင်းပြောရင်လက်မခံဘူးဘာဖြစ်လို့လဲဆိုတော့ကျမတို့လိမ်နဲ့ make up တွေတောင်မှညလောက်ထိကိုလုံးဝမကွက်သွားဘူးဒါအမှန်ပြောတာကျမကိုယ်တိုင်လိမ်နဲ့ make up တောင်တကယ်မကွက်ဘူးကျမအဲ့ကြောင့်မို့သူ make up ကွက်တဲ့ဟာကကျမပွဲတွေကနေအဲ့ဒီ17နာရီပေါ့နော်17နာရီပေါ့ထားပါ9နာရီ6နာရီလောက်ကနေစပြီးတော့ပြင်းတယ်ကျမလုံးဝနဲ့ make up ကတော်တော်ကွက်နေဒီနှစ်ဖူးရယ်ဒီနှာခေါင်းကချွေးထွက်တန်လို့ကွက်ပါတယ်ဆိုရင်တီရှူးလေးနဲ့ပဲပေါ့နော်ဖောက်ဖလေးထုတ်ပါသူလည်းမှားလိုက်တယ်လို့ကိုလည်းတီရှူးလေးနဲ့ပဲဖောက်ဖလေးတုတ်တာပေါ့နော်ဒါပေမဲ့ကွက်တဲ့ကွက်ပုံကွက်နီးရဟိုလိုမျိုးပေါ့နော်ကျမအဲ့လိုနဲ့ make up ကဖြတ်လိုက်တယ်ဖြတ်တယ်ဆိုတာအဲ့ဒီဗီဒီယိုပေါ့နော်အဲ့ဒီဗီဒီယိုကိုသူကလာပြီးတော့မှဆိုင်ုံလာပြောလို့ဖြတ်ပေးလိုက်တယ်ဖြတ်ပေးလိုက်တဲ့ချိန်မှာကျမကိုဆက်ပြောသွားတာကကြတော့ဗာလဲဆိုတော့အခုလိုမျိုးပေါ့သူလေဘင်းမဲတယ်ပေါ့နော်လေဘင်းမဲကျမတို့ဝါတဲ့သူတွေမှာတော်တော်များများကဒါအမှန်တိုင်းပြောလို့ရှိရင်လေဘင်းမဲတတ်ကြတယ်ပေါ့နော်လေဘင်းမဲတဲ့အခါကျတော့ကျမတို့ကဘယ်လိုပြောမလဲအဲ့ဒါကအသေးအစီဖုံးလို့မဲတာမျိုးပေါ့နော် customer တယောက်ကိုဒီလေဘင်းမဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့လောက်ထိပြောကြတယ်မလို့မဲသေးနေတာလို့လေထားပါတော့ဟုတ်ပါပြီကျမတကယ်မဲလို့မဲတယ်ပြောတာလေကျမလက်ခံတယ်ဘာလို့လဲဆိုတော့ကျမတို့ကတကယ်မဲတယ်ဘာလို့လဲဝါလို့သိရမလားဝါလို့မဲတာဝါလို့မဲတဲ့အတွက်ကြောင့်မလို့ကျမတို့ဒီလိုဟာမျိုးဒီ body shaming ပြောခံရတာဒီအမှန်တိုင်းပြောရင်ပြောခံရတာလေကျမလက်ခံပါတယ်ဘာလို့လဲဆိုတော့ကျမတို့ကိုယ်တိုင်လေတကယ်မဲပါတယ်မှန်နော်လေဘင်းလေးမဲတယ်နော်လေဘင်းမဲတယ်ဒါပေမဲ့အဲ့လေဘင်းမဲတဲ့ဟာက make up ပညာရှင်တယောက်ကအဲ့ဒီလေဘင်းကို make up လိမ့်ပေးရမှာမဟုတ်ဘူးလားထားပါတော့အဲ့ဒီ make up ကကျမပြောပြအောင်ကျမအကျန်းသုံးအာတီနဲ့ပဲသုံးတယ်နော်အဲ့ဒီအာတီနဲ့ဒီဟာကိုရေစွပ်ပြီးတော့နော်ဖွက်လိုက်လို့ရှိရင်တော့မှဒီ make up ဒီ level မဲတဲ့ကိစ္စတော်တော်ပျောက်သွားတယ်လေဒါဘလို့ပဲပြော तू ကအဲ့ဒါကို make up ကမဲသေးနေတယ်တဲ့နောက်တစ်ခုကကြတော့ညီမကဒီနှစ်ဖူးမှာအခုပေါ်တော့လို့လားအခုညီမကွန်ဆာလာလည်းမသုံးလိုက်ဘူးရှန်နဲနဲ့ဒီဟာနဲ့ဒီနှစ်ခုပဲသုံးလိုက်တယ်နော်အဲ့ဟာလေးပဲသုံးလိုက်တာတော့ကျမရဲ့ဒီဟာပျောက်သွားကျမရဲ့ဒါကြောင့်မဲပါတယ်ဆိုလို့ရှိရင်ကျမမဲနေတာကဒီတစ်ခုလုံးကြီးပေါ်နေမှာမဟုတ်ဘူးလေသိလားအားကြောင့်မို့ကျမလေမနိုင်ပြောရင်ကျမတော်တော်ခံပြင်းတယ်ပေါ့နော်တော်တော်ခံပြင်းလွန်းလို့ကျမဒီဗီဒီယိုကိုတင်လိုက်တာတော်တော်ခံပြင်းလွန်းလို့ဘာဖြစ်လို့ဆိုတော့ဆိုင်ကိုလာပြောသွားတဲ့အချိန်မှာကျမမျက်နှာမှာအနာတွေကြီးပဲလို့ပြောသွားတာကလည်းတော်တော်ဆိုးတယ်ကျမအနာလည်းမပေါက်ဘူးကျမတို့လည်းကောင်းမွန်လေးပဲနော်ကိုတကွေတန်ရှင်းမှုလည်းရှိရယ်ကိုလည်းမျက်နှာမှာအဲ့လိုမျိုးဒီအခုဝက်ချန်နော်ဒီဟာတောင်မှဒီအေးရေးပြက်လို့ဖြစ်တဲ့ဟာမျိုးအဲ့တော့ကျမကိုပြောသားတဲ့ဟာတွေမှာကျမကတော့အမှန်တိုင်းပြောရင်မကြည်နက်လို့ကျမတင်တာသူ့ကိုတိုက်ခိုက်လို့စိတ်လည်းမရှိဘူးကျမကိုလည်းသူနဲ့ပွဲဖြစ်လို့ဆိုပြီးတော့ကျမကို celebrity လောကကြီးလည်းမထည့်နဲ့ပွဲဖြစ်နေပါတယ်လို့လည်းကျမကိုဟိုလိုမျိုးကြီးတွေဖြစ်เสียမလို့ကျမလည်းနာမည်မကြီးချင်ဒါပေမဲ့ခံပြင်းတယ်အဲ့ဒီနေ့ကကျမကိုသတုံးထုံးပေးမဲ့လူလည်းမရှိတော့အဲ့နောက်နေ့ကိုကျမသူ့စီမသွားတော့ဘူးပေါ့နော်မသွားတော့ဘဲနဲ့ကျမအေးစိကွက်ကိုပဲပြင်လိုက်တော့တယ်ပေါ့နော်အဲ့ဒီနေ့ကိုလေတော့မသွားတော့ကျမကွက်ကိုပဲပြင်လိုက်တယ် make up ကို
နဲ့ကျမနောက်နေ့ကြတော့အဲ့လိုမျိုးကိုယ့်ကိုယ်ပဲပြင်လိုက်တယ်ကိုယ့်ကိုယ်ပဲပြင်တဲ့အခါမှာကိုယ့်ကိုယ်ပဲပြင်တတ်သလိုလေးပဲပြင်သွားလိုက်တော့တယ်ပေါ့နော်တကယ်တော့ကိုအရန်မှန်းထားတာဒီ professional တယောက်နဲ့တေချာလေးပြင်မယ်ပေါ့နော်ပထမတော့မတ်ဆိုရာနဲ့ပြင်မယ်ဆိုပြီးတော့စုံစမ်းတယ်မတ်ဆိုရာစီသွားရမှာရဲ့နည်းနည်းလေးလဲလှမ်းတာရဲ့အကြောင်းမို့လို့စမ်းချောင်းနဲ့ရဟာပဲဘာလို့ဆိုမနေ့4 နာရီလောက်ထ6 နာရီလောက်ထွက်ဟိုမှာကပ်ပတ်ကင်းနေပါလေးလဲရအောင်လေးအကြောင်းမှာအဲ့လိုမျိုးနဲ့စဉ်းစားခဲ့တာပေါ့နော်စဉ်းစားခဲ့တဲ့အချိန်မှာအဲ့လိုမျိုးဖြစ်တယ်အဲ့ဒါနဲ့တခြား make up ဆရာမတွေကိုတေချာလဲမစုံစမ်းမိလိုက်တဲ့ကိုယ့်ရဲ့အဖြစ်ပေါ့နော်ကိုယ့်ရဲ့အဖြစ်ပဲပေါ့နော်ဘယ်သူအဖြစ်မှတော့မဟုတ်ဘူးကိုယ့်အဖြစ်ပဲအဲ့ဒီချိန်မှာကျွန်မအဲ့လိုအမေရုပ်ကြီးနဲ့သွားလိုက်ရတဲ့အတွက်ကျွန်မနောက်နေ့သူ့စီကိုကျွန်မအခုချိန်ထိသူ့စီကိုပတ်စံလဲပြန်မတောင်းဘူးဘာမှလည်းတောင်းမှန်မခိုင်းဘူးကျွန်မသူ့ကိုလည်းပြဿနာမရှာဘူးဒါပေမဲ့ကျွန်မအနေနဲ့ကြတော့ကျွန်မခံပြင်းတယ်ဘာလို့ခံပြင်းလဲဆိုတော့ကျွန်မအခုမနေ့ကဗီဒီယိုလာဖြတ်ခိုင်းတဲ့ချိန်မှာကျွန်မဖြတ်ပေးလိုက်တယ်ပေါ့နော်မနေ့ကဗီဒီယိုဖြတ်ပေးလိုက်တယ်ဖြတ်ပေးလိုက်တဲ့ဟာကိုမှကျွန်မကိုခုနကလိုအနာတွေနဲ့လို့ဘာလို့ညာလို့ပြောသွားတာလို့ကျွန်မကတော့လုံးဝမကြည့်နိုင်ဘူးဒါကြောင့်မို့လို့ဒီဗီဒီယိုဒီ make up လိမ့်တဲ့ဗီဒီယိုကိုတင်တာပေါ့နော်နောက်တစ်ခုကဝေပင်မဲ့သူတွေကိုပြောပြမယ်ပေါ့နော်ဒီ make up artist တယောက်ကသူ့စီကိုပတ်စံပေးပြီးလာလိမ့်တဲ့ customer ကိုနော် customer ကိုပေါ့နော် body shaming လုပ်လို့ရတာပေါ့နော်ပြီးတော့မျက်နှာမှာအနာမပေါက်ပါပဲနဲ့အနာပေါက်နေတယ်လို့ပြောလို့ရသလားပေါ့နော်နောက်ပြီးတော့ဒီဟိုကိုယ်တိုင်ကသူ့ကိုယုံကြည်လို့သူ့စီသွားရင်တော့လှမှာပဲဆိုပြီးတော့မှကိုကလည်းယုံကြည်မိလိုက်လို့ကိုသူ့ကိုပတ်စံပေးပြီးတော့မှငားတဲ့ဟာကိုလာပြန်ပြီးတော့ပေါ့နော်ဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ဆိုပြီးတော့ပြောခံရတဲ့ဟာကအမှန်တိုင်းပြောရင်ပတ်စံလဲကုန်သေးပတ်စံကလည်းကုန်သေးတယ်လူကလည်းဟိုဘယ်လိုပြောမလဲလူကလည်းဟိုဒေါသလည်းထွက်ရတယ်ဗျာသိမလားတကယ်ပွဲတက်တဲ့အခါမှာကို့မှာလုံးဝကိုသူများတွေနဲ့တန်းတူတောင်မဖြစ်ဘူးလေနောက်ပတ်စံအကုန်ခံပြီးတော့မှလှကျင်လို့ပြင်တာလေကွယ်သိရမလားလှကျင်လို့ပြင်နေဆိုတော့ကျမရုပ်တိုင်းထွက်တာကိုကျမလက်ခံနေတော့နောက်တစ်ခုပြောမယ်ကစ်မျက်နှာကိုရွှေမုံရတီလိုမျိုးဖတ်ချင်လို့မရဘူးလေညီမလေးရဲ့လို့အုံနောက်မရှိတဲ့လူတွေလာမှန်းကြတာရှိတယ်ပြောပြမယ်အဲ့ဒါကနော်မမုံရွှေရုပ်ထွက်အောင်လို့ရွှေမုံရည်ရုပ်ထွက်အောင်လို့ပြင်ပေးပါလို့ပြောခဲ့တာတခုမှမရှိဘူးကျမမျက်နှာလေးတိုင်းကိုပဲနည်းနည်းလေးကြည့်ကောင်းသွားအောင်ရဲ့နည်းနည်းလေးလှသွားအောင်ရဲ့လုပ်ပေးနိုင်ရင်ကိုအဆင်ပြေပြီအဲ့ဒီလိုမျိုးမဖြစ်ဖ ೇನೆ အိုစားပြီးတော့မအေးရုပ်ကြီးဖြစ်နေလို့ဒါကျမဘက်ကတင်ရခြင်းဖြစ်တယ်နောက်တစ်ခုက make up ကွက်လို့တင်တာ make up လှတာတွေမလှတာတွေကတော့ကျန်တဲ့လူတွေကအဲ့ဒီပြင်ထားတဲ့ပုံတွေ့ရင်သူ့အတူသိလိမ့်မယ်နော်အဲ့ဒါပဲပြချင်တယ်ပေါ့နော်ကျမအဲ့ဒီထက်တော့အဲ့နဲ့ကျမနောက်နေ့ကြတော့အဲ့လိုမျိုးကိုယ့်ကိုယ်ပဲပြင်လိုက်တယ်ကိုယ့်ကိုယ်ပဲပြင်တဲ့အခါမှာကိုယ့်ကိုယ်ပဲပြင်တတ်သလိုလေးပဲပြင်သွားလိုက်တော့တယ်ပေါ့နော်တကယ်တော့ကိုအရန်မှန်းထားတာဒီ professional တယောက်နဲ့တေချာလေးပြင်မယ်ပေါ့နော်ပထမတော့မတ်ဆိုရာနဲ့ပြင်မယ်ဆိုပြီးတော့စုံစမ်းတယ်မတ်ဆိုရာစီသွားရမှာရဲ့နည်းနည်းလေးလဲလှမ်းတာရဲ့အကြောင်းမို့လို့စမ်းချောင်းနဲ့ရဟာပဲဘာလို့ဆိုမနေ့4 နာရီလောက်ထ6 နာရီလောက်ထွက်ဟိုမှာကပ်ပတ်ကင်းနေပါလေးလဲရအောင်လေးအကြောင်းမှာအဲ့လိုမျိုးနဲ့စဉ်းစားခဲ့တာပေါ့နော်စဉ်းစားခဲ့တဲ့အချိန်မှာအဲ့လိုမျိုးဖြစ်တယ်အဲ့ဒါနဲ့တခြား make up ဆရာမတွေကိုတေချာလဲမစုံစမ်းမိလိုက်တဲ့ကိုယ့်ရဲ့အဖြစ်ပေါ့နော်ကိုယ့်ရဲ့အဖြစ်ပဲပေါ့နော်ဘယ်သူအဖြစ်မှတော့မဟုတ်ဘူးကိုယ့်အဖြစ်ပဲအဲ့ဒီချိန်မှာကျွန်မအဲ့လိုအမေရုပ်ကြီးနဲ့သွားလိုက်ရတဲ့အတွက်ကျွန်မနောက်နေ့သူ့စီကိုကျွန်မအခုချိန်ထိသူ့စီကိုပတ်စံလဲပြန်မတောင်းဘူးဘာမှလည်းတောင်းမှန်မခိုင်းဘူးကျွန်မသူ့ကိုလည်းပြဿနာမရှာဘူးဒါပေမဲ့ကျွန်မအနေနဲ့ကြတော့ကျွန်မခံပြင်းတယ်ဘာလို့ခံပြင်းလဲဆိုတော့ကျွန်မအခုမနေ့ကဗီဒီယိုလာဖြတ်ခိုင်းတဲ့ချိန်မှာကျွန်မဖြတ်ပေးလိုက်တယ်ပေါ့နော်မနေ့ကဗီဒီယိုဖြတ်ပေးလိုက်တယ်ဖြတ်ပေးလိုက်တဲ့ဟာကိုမှကျွန်မကိုခုနကလိုအနာတွေနဲ့လို့ဘာလို့ညာလို့ပြောသွားတာလို့ကျွန်မကတော့လုံးဝမကြည့်နိုင်ဘူးဒါကြောင့်မို့လို့ဒီဗီဒီယိုဒီ make up လိမ့်တဲ့ဗီဒီယိုကိုတင်တာပေါ့နော်နောက်တစ်ခုကဝေပင်မဲ့သူတွေကိုပြောပြမယ်ပေါ့နော်ဒီ make up artist တယောက်ကသူ့စီကိုပတ်စံပေးပြီးလာလိမ့်တဲ့ customer ကိုနော် customer ကိုပေါ့နော် body shaming လုပ်လို့ရတာပေါ့နော်ပြီးတော့မျက်နှာမှာအနာမပေါက်ပါပဲနဲ့အနာပေါက်နေတယ်လို့ပြောလို့ရသလားပေါ့နော်နောက်ပြီးတော့ဒီဟိုကိုယ်တိုင်ကသူ့ကိုယုံကြည်လို့သူ့စီသွားရင်တော့လှမှာပဲဆိုပြီးတော့မှကိုကလည်းယုံကြည်မိလိုက်လို့ကိုသူ့ကိုပတ်စံပေးပြီးတော့မှငားတဲ့ဟာကိုလာပြန်ပြီးတော့ပေါ့နော်ဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ဆိုပြီးတော့ပြောခံရတဲ့ဟာကအမှန်တိုင်းပြောရင်ပတ်စံလဲကုန်သေးပတ်စံကလည်းကုန်သေးတယ်လူကလည်းဟိုဘယ်လိုပြောမလဲလူကလည်းဟ
ဒေါသလည်းထွက်ရတယ်ဗျာသိမလားတကယ်ပွဲတက်တဲ့အခါမှာကိုမှလုံးဝကိုသူများတွေနဲ့တန်းတူတောင်မဖြစ်ဘူးလေနော်ပတ်စံအကုန်ခံပြီးတော့မှလှကျင်လို့ပြင်တာလေကွယ်သိရမလားလှကျင်လို့ပြင်နေဆိုတော့ကျမရုပ်အတိုင်းထွက်တာကိုကျမလက်ခံနေနော်နောက်တစ်ခုပြောမယ်ကစ်မျက်နှာကိုရွှေမုံရည်လိုမျိုးထွက်ချင်လို့မရဘူးလေညီမလေးရဲ့လို့အုံနောက်မရှိတဲ့လူတွေလာမှန်းကြတာရှိတယ်ပြောပြမယ်အဲ့ဒါကနော်ဝင်းမုံရွှေရုပ်ထွက်အောင်လို့ရွှေမုံရည်ရုပ်ထွက်အောင်လို့ပြင်ပေးပါလို့ပြောခဲ့တာတခုမှမရှိဘူးကျမမျက်နှာလေးတိုင်းကိုပဲနည်းနည်းလေးကြည့်ကောင်းသွားအောင်ရယ်နည်းနည်းလေးလှသွားအောင်ရယ်လုပ်ပေးနိုင်ရင်ကိုအဆင်ပြေပြီအဲ့ဒီလိုမျိုးမဖြစ်ဖ ೇನೆ အိုစားပြီးတော့မအေးရုပ်ကြီးဖြစ်နေလို့ဒါကျမဘက်ကတင်ရခြင်းဖြစ်တယ်နောက်တစ်ခုကမိတ်ကပ်ကွက်လို့တင်တာမိတ်ကပ်လှတာတွေမလှတာတွေကတော့ကျန်တဲ့လူတွေကအဲ့ဒီပြင်ထားတဲ့ပုံတွေ့ရင်သူကသူသိလိမ့်မယ်နော်အဲ့ဒါပဲပြချင်တယ်ပေါ့နော်ကျမအဲ့ဒီထက်တော့ဒီနေရာမှာဒီလိုအကွက်တွေရှိရနော်ချွေးချွေးတ िश ူးနဲ့တော့ပါနော်ကောင်းကောင်းတော့မှာလိုက်တဲ့အဲ့နေရာသူ့သူ့မျက်နှာမှာအနာတွေကြီးပဲလေမလိမ့်တာသူ့မျက်နှာလည်းကြောင်နဲ့လုခါတဲ့ပုံတွေလည်းအကုန်ရှိတယ်နော်အားနာလို့လူတယောက်ကိုဖေးတော့အတင်ပြဒီမှာပြည့်တော့အတန်ရှင်ရှာတယ်သူတော်ဆဲထအောင်ပါအဲ့ဒီလိုကြီးခုကျွန်တော်တင်ထားတဲ့ post ကိုချက်ပြီးနော်ကျွန်တော်ထားလိုက်ကျွန်တော်ပဲတောင်းတယ်ဒီလိုသိရင်